မင်္ဂလာပါဒီနေ့ကဂျုံနဲ့တရုတ်တက်လို့ရင်ချက်စားတာဖြစ်ပါတယ်အဲဒါကြောင့်ချက်စားလို့ရအောင်လာပြီးတော့မျှပေးတာဖြစ်ပါတယ်ဒါကိုတရုတ်လိုမြန်ချင်းလို့လည်းခေါ်ပါတယ်ပထမဦးဆုံးဂျုံကိုအကြကွေးလှုပ်တဲ့ဂျုံကိုရွေးပေးရမယ်နော်ကိန်းမုံလုံးတဲ့ဂျုံတွေကအဆင်မပြေပါဘူးအဲဒါကြောင့်ဆိုင်မှာမီးတဲ့ချိန်ကျရင်အကြကွေးလှုပ်တဲ့ဂျုံလို့မီရီယိုဝယ်ပါပြီးရင်ဒီမှာကဒုံးပြန်သစိမ့်နဲ့အကြကွေးလှုပ်တဲ့ဂျုံကိုတုံထားပေးပါတယ်ဂျုံကနှစ်ပိတ်တာခွဲနှစ်အိတ်ခွဲပေါ့နှစ်ပိတ်တာခွဲမင်းတို့အိမ်ကလူစားတဲ့လူတအားများလို့အဲဒါကြောင့်မို့နှစ်ပိတ်တာခွဲတုံထားပေးတယ်တကယ်လို့3-4ယောက်နဲ့ဆိုရင်ဂျုံတစ်ထုပ်ဆိုရင်အဆင်ပြေပါပြီနော်ဒီဂျုံနေတဲ့ချိန်ကျရင်ရေကိုတစ်ခါလေးအများကြီးမထည့်နဲ့နော်ရေနည်းနည်းထည့်ပြီးတော့နေပြီးပါရေကိုချင်းချိန်ပြီးတော့ထည့်မယ်နော်နည်းနည်းချင်းစီထည့်ပြီးတော့ဂျုံလေးအကုန်လုံးတစုတည်းဖြစ်သွားပြီဆိုရင်ရေကိုဆက်ပြီးတော့မထည့်နဲ့တော့ဒီလိုပဲဆက်ပြီးတော့နေပြီးပါမယ်နေတာ10မိနစ်လောက်15မိနစ်လောက်ပေါ့နေပြီးလို့အချိန်ပြည့်သွားပြီဆိုရင်ဂျုံကိုဒီလိုပဲစုပြီးတော့ဒီလောင်ပေးပါရေကိုဂျုံကိုဖုံးသွားတဲ့အထိစိမ်ထားပေးရမယ်နော်တနိုင်လောက်စိမ်ထားပေးရပါမယ်အချိန်ပြည့်ပြီဆိုရင်ဂျုံစားဆေးမယ်ဂျုံကိုဒီလိုပဲဖိပြီးတော့ဆေးပြီးတော့ရေတအားဖြူသွားပြီဆိုရင်ရေတစ်ခါပြန်လဲပေးရပါမယ်ပြီးရင်ဆက်ဆေးမယ်ဒီလိုမျိုး4 ခါ5 ခါလောက်ဆေးပြီးတော့ရင်ဒီလိုအနေထားရပါပြီဒီလိုဆိုရေနည်းနည်းကြည့်သွားပြီဆိုရင်ရပါပြီပြီးရင်3 ပုံ 1 ပုံကိုခြံထားမယ်ကြံတဲ့2 ပုံကိုရေလေးနဲ့တစ်ခုနဲ့ဖိထားမယ်ခုနဖယ်ထားတဲ့1 ပုံကိုဒီလိုမျိုးအလုံးတိတိလေးလက်တစ်စက်လောက်လေးတိတိလေးလုပ်ပြီးတော့ရေထဲကိုထည့်ပြီးတော့ပြုတ်ပါမယ်ရေပွက်ခန့်နေထည့်မယ်နော်ပြီးတော့ရေပွက်လာပြီဆိုရင်3 မိနစ်လောက်ချက်ပြီးတော့ကော်ထုတ်ထားပါမယ်ကော်ထုတ်ပြီးကန်ချလိုက်နော်နည်းနည်းမာတဲ့အနေထားလေးဆိုရင်ရပါပြီတအားပြုတ်နေနောက်ထပ်ဆက်ပြီးတော့ပြုတ်ပြီးနော်နည်းနည်းလေးမာပြီဆိုရင်ရေအိမ်နဲ့ခဏစိမ်ထားလိုက်နော်ပြီးရင်ခင်းချင်ဒီ9 လုံးပြုတ်ပြီးမယ်ခင်းချင်ဒီရပြီဆိုရင်အခုံခွာပြီးတော့တဆင်ထားမယ်နော်ငရုတ်တီချောင်းရဲ့ဂျင်းရဲ့ကြက်သွန်ဖြူရဲ့ရှမ်းမုန်ရင်ချင်းကိုအရေးဖယ်ထားမယ်နော်ညင်ချင်းကိုရေစစ်ထားပြီးတော့စားချုံမုံထည့်မယ်ဝေစစ်ထားထည့်မယ်花椒油ထည့်မယ်6 ကောထည့်မယ်花椒油ကအထုံစီလို့ခေါ်တယ်နော်ထည့်ပြီးတော့နယ်ပေးထားပါမယ်ဟုတ်စီပူလာပြီဆိုရင်ငရုတ်တီ6ကိုလော်ထားပေးမယ်ငရုတ်တီ6လော်ပြီးတော့ရင်ကော်ထည့်ထားမယ်နော်ပြီးရင်အရက်စီနဲ့မြင်ချင်းကိုထည့်ကြော်မယ်မြင်ချင်းကို5 မိနစ်လောက်ကြော်ပြီးတော့ရင်စလုံးထဲထည့်ကော်ထည့်ထားမယ်စီနည်းနည်းထည့်ပြီးတော့ဒီကြက်သွန်ဖြူနဲ့ဂျင်းကိုနည်းနည်းလေးကြက်အောင်ကြော်ပြီးတော့မွေးလာတဲ့အချိန်ကျရင်ဆိုရင်ဒီခရမ်းချန်နီကိုတောက်စင်စားတဲ့ခရမ်းချန်နီကိုထည့်ကြော်မယ်ကြော်ပြီးခရမ်းချန်နီနဲ့မွေးလာပြီဆိုရင်ခုနမုံညင်းချန်လေးကိုထည့်ကြော်ပြီးရင်စားအချိုမုံထည့်6 ကောမုံထည့်ဝိစတာထည့်အထုံစီထည့်အစာပလာကအဲ့ဒီဟာတွေပဲလို့ရနော်ထည့်ပြီးတော့ကြော်မယ်ကြော်ပြီးတော့5 မိနစ်လောက်9 မိနစ်လောက်ကြော်ပြီးတော့အနံ့လေးကထွက်လာပြီဆိုရင်မြင်ချင်းကိုထည့်ပေးမယ်အဲ့ဒါကိုနောက်ထပ်10 မိနစ်လောက်ကြော်ပေးပါ10 မိနစ်လောက်ကြော်ပေးလို့မွေးလာပြီဆိုရင်ငရုတ်တီ6လေးထည့်ပြီးတော့ခဏကြော်ပေးပြီးတော့စားလို့ရပါပြီအရသာရှိရနော်မင်းအောင်ထမင်း3 ပကံလောက်တောင်စားလိုက်တယ်တအားစားလို့ကောင်းနေပြီတက်လွန်ဟင်းကဆိုင်မှာရောင်းတာတော့ဒီလောက်စားလို့မကောင်းဘူးเนาะအိမ်မှာကိုယ်တိုင်ချက်စားအလုပ်တော့ရှုပ်တယ်ဒါပေမဲ့အရသာတအားရှိရယ်နောက်ဗီဒီယိုမှာမြင်ချင်းနဲ့ဟင်းရည်လုပ်တဲ့နည်းကိုသင်ပေးပါမယ်เนาะ subscribe လုပ်ထားပေးကြပါအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်